လောကကြီးကမတရားဘူးပိုင်အပြစ်မဲ့တဲ့ဒုညက်ကိုဘာလို့များခွဲခဲ့ရတာလဲနှစ်ပန်ဆိုပိုင်တို့နှစ်ယောက်အတွက်အမတ်တရားနှိမ့်လေးပေါ့ကိုတားဆီးလို့မရနိုင်တဲ့အရာတွေထဲမှာတန်တာချင်းဆိုတာလည်းပါတယ်လေတတိယလိုက်တာကိုရဲ့ခမ ्या ကိုစိတ်ဝင်စားလို့စကားလိုက်ပြောတော့ခမ ्या လက်မနှောက်ရှက်ပါနဲ့လို့ဆိုတော့လက်မပြောရဲတော့ပဲတယောက်တည်းကြည်ပြီးတော့ဆွေးရဲကောင်အဲ့ဒီကောင်ပိုင်မျက်နှာလေးညှိုးနေပါလားသူနေမှကောင်းရလားမသိဘူးပိုင်နေကောင်းပါစေနားပါလေပိုင်ကိုစောင့်နေရှာတယ်တကယ်ဆိုပိုင်ကပြုံးပြလိုက်ဖို့ကောင်းတာပေါ့ပိုင်ပြုံးမပြရဲဘူးကွယ်ဟာဘူးရတယ်ကွာကျန်စစ်သားအောက်ကဘောင်းကြီးကြာဘာဆိုင်လို့လဲကွာဟာဆိုင်တာဘောကွာဘူးမှရှာမတွေ့တာကျန်စစ်သားအောက်ကဘောင်းကြီးရှားတယ်လို့မတွေ့ဘူးလို့ပြောတာမင်းငါစီကဖြောင်းသွားတဲ့ကိန်းမဘူးကြီးမရှိတော့ငါအကုန်စားပြလိုက်ပြီဟုတ်ရလားဝယ်ပေါ်ရဒါဆိုရင်ငကြောဖနာကြီးတော့တွားပြီပေါ့မင်းတို့မိသားစုအဲ့ဒီဖနာကြီးကိုစားပြလိုက်ပြီပိုင်နဲ့ကန်နေမှာတော့ဆောင်ကြတာပေါ့နော်ဘာဖြစ်တာလဲကိုရဲကျော်ရင်းနေခုံနေပိုင်ကျွန်တော်အခုလိုတကားမှမဖြစ်ဘူးကိုမရှိတော့ဘူးဆိုတော့ဘာလဲမနဲ့ဇော်ရွပြေပြန်တော့မယ်နော်ကိုပြေလာရမယ်နော်ပိုင်နဲ့ကိုဖနက်ကလေးလဲကြအောင်လေမဟုတ်ဘူးလေဒီအချိန်မှာပိုင်ကိုပြောရမှာအဲ့ဒါလည်းမဟုတ်ဘူးလေပိုင်ကိုတတိယအလေကူလိုပါပဲရှင်ပိုင်ရတော့ပူပါလိမ့်မယ်ကိုယ်